နာမည်မှာနုပါဖို့မပြောနဲ့ပါဇက်ကနေနုဆိုတဲ့စကားလုံးရောင်ပြီးတော့ထွက်လို့ရှိရင်တော့မင်းကအသက်ခံရနိုင်တယ်တာမန်မိသားစုဘဝကဆင်းသက်လာပေမဲ့တနေ့မှာအေယာဝတီမြစ်ထဲရေစင်းချိုးနေတဲ့အချိန်သူ့ရဲ့ထမေကိုစုံတကောင်ကခြီသွားပြီးတော့တိုက်ဆိုင်မဲ့အဲ့ဒီထမေကနန်းတော်ရဲ့အမိုးမှာသွားပြီးတော့ချိတ်နေအဲ့ဒါကိုဘရင်ကတီးတော့တော်အသေးပေါက်ပြီးတော့ဒီထမေကဘသူထမေလဲပိုင်ရှင်ကိုရောက်အောင်ဖမ်းဆိုပြီးတော့အဲ့လိုကနေပြီးတော့နန်းတော်တွေကိုရောက်လာဘာကြီးတော်ဖေကနန်းတက်လာတဲ့အချိန်မှာသူ့ကိုသဘောကျပြီးတော့မိဖုရားအရာပေးတယ်မိဖုရားတွေထဲမှာသူ့ကိုအချစ်ဆုံးဖြစ်တော့ရွှေတိုက်တိုက်လုံးပေးထားရတဲ့အထိဘရင်ကမြောက်စားတယ်ဘရင်ကမြောက်တော့တည့်ရတဲ့အတိုင်းပဲသူကငကိုတွေကလာတဲ့မိသားစုကတော်တော်လေးဆင်းရဲကြတော့နန်းတော်ထဲမှာသူတယောက်ပဲဇယိုက်ဆန်တယ်တော်တော်လေးလဲရိုင်းပြတယ်မန်မာနလည်းထောင်လွှားတယ်စောနာကျွန်တော်ပြောခဲ့သလိုပဲသူ့နာမည်ကိုဘယ်သူမှတတိုင်းပြည်လုံးကမှဲ့ခွင့်မရှိဘူးနာမည်ကနေနှုတ်ဆိုတဲ့စကားလုံးထွက်လို့ရှိရင်တော့အဲ့လူကအသက်ခံရတယ်သူ့ခေတ်သူ့အခါသူ့ဘလောက်တောင်ကြောက်ကြလဲဆိုလို့ရှိရင်အင်းဝါနဲ့မရပူရာနာကလူတွေဆိုလို့ရှိရင်အရွက်နုလေးဆိုပြီးတော့မပြောရဲပဲနဲ့အရွက်ထွတ်လေးတို့ပြောင်းပြီးတော့ပြောရတဲ့အထိဖြစ်လာတယ်အဲ့ဒီစကားလုံးအသုံးတော့ကအခုတည်းရှိပါသေးတယ်မဲနုနဲ့ပတ်သက်လာလို့ရှိရင်သူ့ရဲ့အုပ်ကြောင်းကမပါမဖြစ်ပဲစောက်ရတဲ့ရည်ရွယ်ချက်ကတော့ဖះတရားလုပ်ဖို့ပဲဒါပေမဲ့သူကသူမကျေနပ်တဲ့သူတွေကိုစုံးစီရင်ဖို့တတ်ဖြတ်ဖို့အုပ်ကြောင်းရဲ့အောက်ထပ်မှာစနစ်တကျလူတက်ဖို့အတွက်ပြင်ဆင်ထားခဲ့တယ်မနက်ဆိုဖះတရားလုပ်ပြီးညဘက်ဆိုလူတက်တဲ့ပုံစံပေါ့အုပ်ကြောင်းရဲ့အောက်ထပ်မှာဆိုလို့ရှိရင်မသိတဲ့သူတယောက်ကဝင်သွားမယ်ဆိုလို့ရှိရင်လမ်းပြောက်သွားတဲ့အထိဖြစ်နိုင်တယ်လို့လည်းပြောကြတယ်ကျွန်တော်ကတော့မရောက်ဘူးတော့ဒီနေရာမှာအတိအကျမပြောနိုင်ဘူးထောင်ခန်းတွေဓာတ်ဆက်တွေအုပ်ပိတ်ခန်းတွေလူသက်ဖို့အတွက်အခန်းတွေအများကြီးပါဝင်တဲ့အတွက်အဲ့ဒီနေရာကိုကျွမ်းကျင်တဲ့သူမှသာတေးချာလိုက်ကြည့်လို့ရမှာဖြစ်ပါတယ်အင်္ဂလိပ်တွေနဲ့ပြဿနာတက်ပြီးတော့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွားတဲ့အတွက်စစ်ရောချင်းတွေတကယ်ကြော်လိုက်ရတာကလည်းမယ်နူးကြောင်ပဲဖြစ်တယ်ဒါပေမဲ့နိုင်ငံတော်ပုံကံမှုဖြစ်သွားပြီးတော့တာယာဝတီမင်းနန်းတက်လာတဲ့အချိန်မှာဘာကြီးတော့ကိုရောမဲနုကိုပါနေအကျေကျုပ်ချလိုက်တယ်မဲနုကအဲ့မှာမရက်သွားပဲနဲ့အင်္ဂလိပ်တွေကိုတိတ်တခိုးလေးဆက်သွဲပြီးတော့သူတို့လှုပ်ချင်တာလှုပ်ဒါပေမဲ့သူ့ရဲ့ယောက်ျားဘာကြီးတော့ကိုပဲနန်းပြန်တင်ပေးပါဆိုပြီးတော့ပြောလိုက်တဲ့အချိန်အဲ့ဒီအကြောင်းကိုတာယာဝတီမင်းသိသွားတဲ့အချိန်မှာဒေါသထွက်သွားပြီးတော့မိဖုရားကြီးမဲနုကိုတောင်းတမန်အင်းမဲပရက်ကုန်းမှာဂရီပါအိတ်ထဲကိုထည့်ပြီးတော့အရှင်လက်လက်ရေးချအဆုံးစီရင်ခဲ့ပါတယ်ဒီနေရာမှာတမိုင်းကိုပြန်ကြည့်မယ်ဆိုမဲနုရဲ့သမီးကစင်ဖြူရှင်မဖြစ်ပြီးတော့စင်ဖြူရှင်မရဲ့သမီးကစူဖီယာလည်းဖြစ်တယ်။အဲ့ဒီ၃ယောက်လုံးကတမိုင်းမှာတော်တော်လေးကိုမှွေနှောက်ခဲ့တဲ့မိဖုရားရဲ့ဖြစ်ကြတယ်။အခုတက်တည်းလည်းမဲနုရဲ့အုပ်ချောင်းမှာမကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေရှိနေလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်။ရောက်ဖူးတဲ့သူတွေရောဘယ်လိုမျိုးကြီးကြုံဘူးကြလဲ။